ကျွန်တော်တို့ရဲ့ Play Store မှာ application တွေကိုကူးလိုက်ဖြတ်လိုက်တအားလောက်ကြပါရဲ့ခင်ဗျာကျွန်တော် application တွေကိုတအားကူးတဲ့အတွက်ကြောင့်ကျွန်တော်ဖုန်းလေးလံတူတွေအတွက်ကျွန်တော်တို့ Play Store တန်ရှင်းလုပ်ရတဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်ခင်ဗျာပထမဆုံး Play Store တွေကိုဝင်ပေးပါ Play Store တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာထိတ်ကပြထားတဲ့ကိုယ့်ရဲ့ profile တွေကိုဝင်လိုက်ပါ profile တွေကိုဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီမှာ manage application ရဲ့ device ဆိုတာရှိပါတယ်အဲ့ထဲကိုကျွန်တော်ထပ်ပြီးတော့ဝင်ပေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော် manage ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကတော့ဒီလိုမျိုးလေးပေါ်တာဒါကိုယ့်ဖုန်းထဲမှာပေါ့နော်ဒါ install တင်ထားတဲ့ application တွေပေါ့ဒါ install တင်ထားတဲ့ application တွေက device အဲ့တော့ကျွန်တော်တို့ကဒီမှာ this device ဆိုတာကိုတစ်ချက်နှိပ်ပေးပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးတော့ not installer ဆိုတာရှိပါတယ်အဲ့တော့ not installer ကိုတစ်ချက်နှိပ်ပါဒါကတော့ကျွန်တော်တို့ဖုန်းထဲမှာ download ဆွဲထားပြီးတော့မတုံးတော့ဘဲနဲ့ဖြတ်ထားတဲ့ application တွေကျွန်တော်တို့ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းကိုလေးစေပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကပြီးတော့ not install လဲကျွန်တော်တို့ဖြတ်ထားပြီးသား application တွေက Play Store မှာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ application တွေကိုကျွန်တော်တို့ကဖြတ်ပေးရမယ်အဲ့တော့ဒီ application တွေကိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့အမှန်ချစ်ကလေးတွေနှိပ်သွားပေးပါကျွန်တော်တို့ဒီလိုမျိုးကိုယ့်ရဲ့ဖုန်းပေါ်ပါဖို့အတွက်ကိုယ်ဖုန်းထဲမှာဖြတ်လိုက်တဲ့ installer not installer တဲ့ application တွေကိုကျွန်တော်တို့အမှန်ချစ်ပေးလိုက်တာ156ခုရှိတယ်မိတ်ဆွေတို့လည်းအဲ့လိုမျိုးလေးကျွန်တော်တို့မျိုးအမှန်ချစ်ပေးပြီးတော့ကျွန်တော်ဒီအပေါ်ဆုံးမှာညပြထားတဲ့ဒီအမှိုက်ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က remove ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးပါဒီလိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကိုယ်ဖုန်းထဲမှာ not installer လုပ်ထားတဲ့ application တွေကိုကျွန်တော်တို့ကPlay Store မှာတင်ထားတော်ညာလဲကိုယ့်ရဲ့ဖုန်းမလေးလံမှုအတွက်ဒါဆိုရင်ဖြတ်ပြီးသားဖြစ်သွားပါပြီခင်ဗျာဒီလိုလုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘက်နဲ့ပြန်ထွက်ပါဘက်နဲ့ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့ profile ကိုတစ်ချက်ပြန်ပြီးတော့နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်နောက်တစ်နေရာကိုကျွန်တော်တို့ထပ်ပြီးတော့ကိုယ့်ရဲ့ Play Store တန်ရှင်းလုပ်မယ် Play Store တန်ရှင်းတစ်ဖက်တစ်လမ်းဟာကျွန်တော်တို့လုပ်ပေးထားမှာကျွန်တော်တို့ဖုန်းကပေါ်ပါမှာဖြစ်ပါတယ်အဲ့တော့ setting ဆိုတဲ့နေရာကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာအများပြထားတဲ့ channel တွေကိုတစ်ချက်နှိပ်ပါဆင်းရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်ဒီမှာအများပြထားတဲ့ account and device performance ဆိုတာတွေကိုထပ်ပြီးတော့ဝင်ပေးပါဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အောက်ကိုတစ်ချက်လက်နဲ့ဆွဲချပါဒီအဆင့်မှာကျွန်တော်တို့က clear device history ပေါ့နော်ကျွန်တော်အသုံးပြုခဲ့တဲ့ဒီ history တွေကိုကျွန်တော်တို့ကနေပြီးတော့တန်ရှင်းလှုပ်ပါမယ်အဲ့တော့ကျွန်တော်တို့ clear history ကိုကျွန်တော်နှိပ်ပေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ history ကိုလည်းတန်ရှင်းလုပ်လို့ပြပါပြီပြီးလို့ရှိရင်အောက်က clear wish list ကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးပါပြီးလို့ရှိရင်ကျွန်တော် clear ကိုဆက်ပြီးနှိပ်ပေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်မျိုးလုံးကိုကျွန်တော်တို့တန်ရှင်းလုပ်လို့ပြပါပြီဒါကတော့ကိုယ့်ရဲ့ Play Store မှာကိုအသုံးပြုခဲ့တဲ့ history တွေကိုတန်ရှင်းလုပ်မယ်ပြီးလို့ရှိရင် not installer လုပ်ခဲ့တဲ့ကိုဖြတ်ခဲ့တဲ့ application တွေ Play Store မှာတွင်ကျန်နေရဆိုရင်တန်ရှင်းလုပ်မယ်ဒီလိုမျိုးလုပ်ပေးမယ်ဆိုရင်တစ်ဖက်တစ်လမ်းဟာကိုဖုန်းကိုပို့ပြီးတော့ပေါ့ပါတွက်လက်စေပါရဲ့ခင်ဗျာဒါကတော့လုပ်ကြည့်ပါတကယ်မသိသေးတဲ့သူများအတွက်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်